ကျမဟာဖိနှိငှက်တကောင်ပါနှစ်ပေါင်း3000နီးပါးတကိုယ်တဲ့အပြိုကြီးဘဝနဲ့နေလာခဲ့တာပေါ့ဒီနေ့မှာတော့မြေထဲမှာရေချိုးရင်းအေးအေးဆေးဆေးအနားယူနေခဲ့တယ်အဲ့ဒီအချိန်မှာပဲဘယ်ကမှမသိတဲ့မီးလုံးကြီးတစ်လုံးဟာကောင်းကင်ရံကနေကျမနားကိုဝုန်းခနဲ့ပြုတ်ကျလာပါလေတော့တယ်ရိုက်ခတ်မှုကပြင်းထန်လုံးလို့မျက်ရည်တွေတောင်ချက်ချင်းခန်းချောက်သွားရတယ်ကျမလည်းဘာဝစ်အစားမှမပါပဲအဲ့ဒီနေရာမှာကြောင်တောင်ကြီးရက်နေမိတာပေါ့မီးပြန်ဝင်လာလို့ကြည့်လိုက်တဲ့အခါအဲ့ဒီမီးလုံးကြီးဟာတကယ်တော့ကောက်စင်းရောင်တန်းနေတဲ့နတ်မောင်ပြောင်လက်နေတဲ့ငကားဦးတစ်လုံးဖြစ်နေတာကိုတွေ့လိုက်ရတယ်အဲ့ဒီဟိုကကြက်ဦးကျော်နဲ့လေးသိနေတာကြောင့်ကျမတကယ်ကိုစိတ်လှုပ်ရှားသွားမိတယ်အဝတ်အစားတောင်ပြန်မဝင်နိုင်တော့ပဲအဲ့ဒီဟိုကိုပွေ့ချီပြီးအင်ကိုအမြန်ဆုံးပြေးသွားခဲ့တော့တာပေါ့အိမ်ရောက်တော့ဦးကိုတေးသေးချာချာတန့်စင်ပေးလိုက်တဲ့အခါအနက်ရောင်ခွန်ပေါ်မှာရွှေရောင်ဖြော့ဖြော့လေးတွေစပြီးတောက်ပလာတယ်ကျမတို့ဖိနှိမျိုးနွယ်ရဲ့ယဉ်ကျေးမှုအရာကိုယ်တိုင်အကောင်ပေါက်အောင်လုပ်ပေးရတဲ့သူဟာကိုယ့်ရဲ့အနာဂတ်ခင်ပွန်းလောက်ပဲလေဒါကြောင့်အဲ့ဒီအချိန်မှာတင်ဒီတယောက်ကတော့ငါခင်ပွန်းပဲလို့ဆုံးဖြတ်ချက်ချလိုက်တယ်သူ့ကိုအာရှွန်းလို့ချစ်စနိုးနာမည်လေးပေးလိုက်ပြီးအာရှွန်းဒီနေ့ကစပြီးမင်းကငါရဲ့စိတ်ဆက်ထားတဲ့သူပဲစိတ်မပူနဲ့တော့မင်းကိုငါအရန်ကောင်းကောင်းထားမှာပါလို့ပြောလိုက်ပြီးတော့သူ့ကိုကျမရဲ့ကုတင်ဘေးကကိုယ်တိုင်လှုပ်ထားတဲ့အတိုက်လေးထဲမှာအသားရထည့်ပေးထားလိုက်တယ်အခုတော့လိမ့်လိမ့်မာမာနေတော့အထဲမှာပြင်းမနေနဲ့ဦးမင်းကိုနေတိုင်းအစာကျွေးမယ်မြ мян လေးကြီးထွားလာပေးပါလို့ပြောရင်းဥခွန်ဘော်ကိုလက်နှစ်ဖက်တင်ပြီးကျမရဲ့ခန်းစားချက်တွေကိုသူသိစေဖို့ဆူတောင်းပေးလိုက်တယ်အဲ့ဒီအချိန်မှာပဲလက်အောက်ကငကားဦးလေးဟာတုံခါသွားတယ်လို့ခန်းစားလိုက်ရတယ်ကျမစိတ်လှုပ်ရှားစွာနဲ့ကြည့်နေမိတယ်ဒါဟုတ်ကဲ့လို့ပြန်ဖြေလိုက်တာလားဒီချီရှာတောင်နဲ့ဟာတစ်နှစ်ပတ်လုံးနှွေးထွေးနေတတ်ပါတယ်ပြတင်းပေါက်အပြင်ဘက်ကပေါ်လိုနီးယားတရက်တွေကြားကနေနေအောင်ချီလေးတွေကကျန်းပြင်ပေါ်ကိုအဆက်အပြောက်လေးတွေအဖြစ်ကြားရောက်နေတယ်ကျမစိတ်လှုပ်ရှားစွာနဲ့ထိုက်ပြီးတောင်ပန်ကြီးတွေကိုဖြန့်ကကျမနဲ့အာရှွန်းကိုပါငုံပြီးအုံမိုးထားလိုက်တဲ့အပြင်ကအလင်းရောင်တွေမရှိတော့တဲ့အခါအာရှွန်းရဲ့အခွန်ပေါ်ကရွှေရောင်လင်းလေးကပိုပြီးထင်ရှားလာတယ်သူကျမကိုတကယ်ပဲတုတ်ပြန်နေတာပါကျမသူ့ကိုပွေ့ချီပြီးအခွန်ပေါ်ကိုအနမ်းတပွင့်ပေးလိုက်တယ်အဲ့ဒီအခါမှာဥခွန်ကတစ်ချက်ဝင်းခနဲ့လက်သွားပြီးမှပြန်မောင်သွားတယ်အာရှွန်းဘာဖြစ်လို့လဲအဲ့ဒီလင်းကဘာကိုဆိုလိုတာလဲအရန်ပျော်သွားလို့လားငါပေးတဲ့နမေကိုရောကြိုက်ရဲ့လားဒါမှမဟုတ်ပြန်အိပ်ပျော်သွားတာလားလို့မေးလိုက်မိတယ်လက်ထဲကတုံခါမှုကိုခန်းစားမိပြီးမှကျမကိုပြန်ငိမ်အောင်ထိန်းလိုက်တယ်ပြန်စဉ်းစားကြည့်တော့အာရှွန်းကရှက်တက်တဲ့အမျိုးအစားဖြစ်ပုံရတယ်ကျမတို့အခုမှဆက်တွေ့ကြတာဆိုတော့ပထမဆုံးအထင်ကြီးခံရအောင်လို့အရန်ကြီးစိုးမလုပ်တော့ပဲသူ့ကိုအတိုက်ထဲပြန်ထားလိုက်တယ်အာရှွန်းကထမင်းသွားစားဦးမယ်ခဏနေရင်ပြန်လာခဲ့မယ်နော်လို့နှုတ်ဆက်လိုက်တော့သူကတစ်ချက်နှစ်ချက်လောက်တုံခါပြတယ်ဒါကသူနားလေတယ်လို့ပြောတာပေါ့အာရှွန်းလေးကတကယ်ကိုချစ်ဖို့ကောင်းလုံးပါတယ်အရင်တုန်းကတော့ကျမရဲ့အကိုတွေအမတွေငကားတောင်ကြားကပြန်လာရင်အရင်လိုရှောက်မစောတော့ပဲအိမ်မှာပဲအောင်းပြီးငကားဦးတွေကိုဖောက်ရင်းသူတို့ရဲ့အဖော်တွေကိုပြုစုနေကြတာကိုကြည့်ပြီးကျမနားမလည်နိုင်ခဲ့ဘူးပြင်းစရာကောင်းပြီးထက်တလဲလဲလုံးနေရတဲ့အလုပ်လို့ထင်ခဲ့တာဒါပေမဲ့အခုကျမမှာကိုယ်ပိုင်စိတ်ဆက်ထားသူလေးရှိလာတဲ့အခါမှာလူတိုင်းဘာကြောင့်မြန်လူကြီးဖြစ်ချင်ကြတယ်လဲဆိုတာကိုနားလည်သွားတော့တယ်အပြင်ထွက်ဆော့ရတာပြောစရာကောင်းတာမှန်ပေမဲ့အာရှွန်းနဲ့အတူရှိနေရရင်ဘာမှမလုပ်ဘဲနေရတာတောင်တကယ်ကိုပျော်ဖို့ကောင်းနေတာပါအဲ့ဒီပျော်ရွှင်မှုကအရင်ကနဲ့မတူဘူးဘလို့ဖော်ပြရမှန်းတောင်မသိပေမဲ့အာရှွန်းနဲ့ပဲအတူရှိချင်နေမိတယ်ငကားနဲ့ဖိနှိဆိုတာတဘာဝအတိုင်းတယောက်ကိုတယောက်ဆွဲဆောင်နေကြတာလည်းဖြစ်နိုင်ပါတယ်ကျမနဲ့အာရှွန်းကတရားဝင်လက်မထက်ရသေးပေမဲ့ကျမတို့ရဲ့စိတ်ချင်းကတော်တော်လေးတိုက်ဆိုင်နေပါပြီကျမဘာပဲပြောစကားတွေရောထွေးနေရင်တောင်သူကချက်ချင်းနားလဲတယ်သူကကျမစဉ်းစားတာကိုလိုက်စဉ်းစားပေးပြီးကျမရွေးချယ်မဲ့အတိုင်းပဲရွေးချယ်တတ်တယ်ဒါကိုကန်ကျမလို့ခေါ်တာလားနောက်ပိုင်းမှာအာရှွန်းကပို့ပြီးအသက်ဝင်လာတယ်လို့ပဲငကားတောင်ကြားကတခြားငကားအဖြူလေးတွေလိုပဲသူ့ရဲ့အလင်းရောင်ကငိမ့်သက်ပြီးနူးညံ့လာတဲ့အခုဆိုသူကိုဘာသာကိုလိုချင်တဲ့နေရာကိုလိမ့်ပြီးသွားနိုင်နေပြီကျမမေကတော့အခုဦးကိုစပြီးဝတ်ပေးရမယ့်အချိန်ရောက်ပြီလို့ပြောတယ်ငကားများစုဟာရေတက်ရှိကြပြီးဖြည့်ဆည်းလို့မရတဲ့မာကြောတဲ့အခြေခွန်တွေနဲ့ဖုံးအုပ်ထားတာကြောင့်သူတို့ရဲ့ခန္ဓာကိုယ်ဟာဦးကိုကိုယ်တိုင်အကောင်ဖောက်ဖို့မသင့်တော့ပါဘူးဖိနှိတွေကတော့ပြောင်းပြန်ပေါ်မိကနေတဖန်ပြန်လဲမွေးဖွားလာတဲ့နူးညံ့တဲ့အမွေးတောင်တွေရှိတာကြောင့်ဦးတွေကိုနှွေးထွေးအောင်ထားပေးဖို့အတွက်ပို့ပြီးတင့်တော်ပါတယ်ဒါကြောင့်မျိုးနွယ်စုနှစ်ခုကြားမှာသဘောတူညီချက်တစ်ခုရှိခဲ့တယ်မွေးကင်းစနကားလေးတွေကိုငကားတောင်ကြားကိုပို့လိုက်တယ်သူတို့အရွယ်ရောက်လာတဲ့အခါဖိနှိနဲ့ဖူးစာဆောင်ခြင်းရင်သတ်မှတ်ထားတဲ့နေရာမှာသွားဆောင်ရတယ်အဲ့လိုမှမဟုတ်ရင်လေသူတို့မိဘတွေကဖိနှိတကောင်ကိုငားပြီးဦးကိုအကောင်ဖောက်ခိုင်းလို့ရပါတယ်ငကားဦးတွေဟာများသောအားဖြင့်6လလောက်ဆိုရင်ပေါက်လေးရှိတဲ့အခွန်ခွဲထွက်တာနဲ့ငကားလေးဟာတစ်လအတွင်းမှာအလျင်မြန်ကြီးထွားလာတတ်တယ်လက်ကောက်ဝတ်မှာပတ်ထားလို့ရတဲ့အရွယ်ကနေကြီးမားထည်ဝါတဲ့ငကားကြီးအဖြစ်ပြောင်းလဲသွားပြီးလူအသွင်ကိုယူနိုင်လာတယ်အဲ့ဒီအချိန်ကျမှသူတို့ကိုလူကြီးဖြစ်ပြီလို့သတ်မှတ်တာပါအဲ့ဒီခါကျမှစိတ်ဆက်ထားတဲ့ငကားနဲ့ဖိနှိတို့ဟာဘဝ3ပါးကြောက်စာတိုင်းမှာနမည်ရေးထိုးပြီးကောင်းကင်ဘုံရဲ့ရှေ့မောက်မှာတရားဝင်လက်တွဲဖော်တွေဖြစ်လာကြတာပေါ့အရာအားလုံးအဆင်ပြေရင်နောက်6လအတွင်းမှာကျမနဲ့အာရှွန်းတို့ထာဝရအတူရှိနိုင်တော့မှာပါဦးကိုဝတ်ပေးဖို့အတွက်ကျမကဖိနှိအစစ်အမှန်အသွင်ပြောင်းပြီးဥပေါ်မှာဝတ်နေရင်ကျမရဲ့ဖိနှိစွမ်းအင်တွေကိုသူ့ထဲထည့်ပေးရပါတယ်ဒီအလုပ်ကတကယ်တော့နည်းနည်းတော့ပြင်းစရာကောင်းနေပြီးတော့ကိုယ့်ရဲ့စွမ်းအင်တွေမကုန်ခန်းသွားအောင်ဝိညာဉ်စေလုံးတွေကိုလည်းအများကြီးတောက်ရသေးတယ်ဒါပေမဲ့အာရှွန်းနဲ့တကယ်တမ်းတွေ့ရတော့မယ်ဆိုတဲ့အတိနဲ့တင်အားလုံးကဘာမှမဟုတ်တော့ပါဘူးအာရှွန်းကတော်တော်လေးမြန်ကြီးထွားလာတယ်ကျမပေးသမျှစွမ်းအင်တွေကိုသူကချက်ချင်းသူ့ရဲ့စွမ်းအားအဖြစ်ပြောင်းလဲပြနိုင်တယ်ဒါကြောင့်ကျမမေကတော့သူ့ကိုသဘောကျလာတဲ့အဖေကလည်းကျမမှာမျက်စိရှိတယ်ဆိုပြီးအရန်ဝမ်းသာနေတာပေါ့အာရှွန်းဟာဒီနေ့မှထူးချွန်တဲ့သူဖြစ်လာလိမ့်မယ်လို့အဖေကပြောတယ်ဒါကိုကြားရတာကျမအတွက်လည်းပြောစရာပါပဲတကယ်တော့အာရှွန်းဘယ်လိုပုံစံပဲဖြစ်နေပါစေကျမကတော့သူ့အနာကနေဘယ်မှထွက်သွားမှာမဟုတ်ပါဘူးဒါပေမဲ့အာရှွန်းကစွမ်းအင်တွေကိုစုပ်ယူတာမျက်လုံးနေတဲ့အဆက်ကတော့ကျမအေးဆေးတောင်းခံနိုင်ပေမဲ့နောက်ပိုင်းမှာမနိုင်မနှင်းဖြစ်လာတဲ့3လပဲရှိသေးတယ်ကျမမှာနေတိုင်းလိညင်ဖြစ်တင်းရေးဆေးလုံးတွေနဲ့စွမ်းအင်စုဆောင်တဲ့အင်ကွက်တွေကိုအားကိုးပြီးခက်ခဲတောင်းခံနေရတယ်လူကြီးထွားတာမျက်လုံးလို့ကျမစပြီးစိုးရင်လာမိတယ်သူ့မှာတခုခုချို့ရင်းနေတာလားမျိုးနွယ်စုထဲမှာလိုက်မေးကြည့်ပေမဲ့ဘယ်သူမှဒီလိုမျိုးတစ်ခါမှမကြားဘူးဒါပေမဲ့အာရှွန်းကိုယ်တိုင်ကဘာမှမအီမသာဖြစ်တဲ့လက္ခဏာမပြတာကြောင့်စိတ်မပူဖို့ပဲသူတို့ကအားပေးကြတယ်ဒါကြောင့်ဒါကိုကောင်းတဲ့လက္ခဏာလို့ပဲသတ်မှတ်လိုက်ရတာပေါ့အာရှွန်းကတကယ်ကိုထူးခြားတဲ့သူပါသူလူသွင်းပြောင်းသွားရင်ဘယ်လိုပုံစံဖြစ်မလဲဆိုတာကျမအမြဲတွေးနေမိတယ်သူ့အခွန်ကအနက်ရောင်ဆိုတော့သူကလာပါတဲ့စံပင်နဲ့တွေရှိမလားနဲ့ဆိုင်ပြီးဘာမှမသိနိုင်တဲ့စမ်းရည်ရင်းကြီးတွေလိုမျက်လုံးစုံရှိမလားကျမအတွက်ပင်ပန်းပေမဲ့လည်းအာရှွန်းမြန်လေးကြီးထွားပေးပါနော်လို့ပဲဆူတောင်းနေမိတယ်အခုဆိုဥဖောက်ဖို့နောက်ဆုံးအဆင့်ကိုရောက်နေပါပြီအာရှွန်းကအရန်ကိုထူးခြားလုံးနဲ့အမေကပြောတယ်ငကားတကောင်အခွန်ခွဲထွက်ဖို့လိုအပ်တဲ့စွမ်းအင်ပမာဏဟာကျမရဲ့လက်ရှိအဆင့်နဲ့မလုံလောက်ဘူးတဲ့အခုအတိုင်းသာဆက်သွားရင်အာရှွန်းကကျမရဲ့စွမ်းအင်အားလုံးကိုစုပ်ယူသွားပြီးကျမဟာကလေးဘဝကိုပြန်ရောက်သွားပြီးကျင့်စဉ်တွေကိုအစကနေပြန်ဆရလိမ့်မယ်တဲ့ဒါဆိုဘယ်လိုလုပ်ရမလဲအဆုံးမဲ့ပင်လေကိုသွားပြီးရေသူထီးမျိုးနွယ်စုစီကပင်လယ်ငင်ပူလဲကိုသွားငားရမယ်အမေကကျမကိုနှွေးထွေးစွာကြည့်ပြီးသမီးကိုယ်တိုင်သွားရမယ်အဖေနဲ့အမေကအာရှွန်းကိုတေးချာစောင့်ရှောက်ထားပေးမယ်လို့ပြောတယ်
ကျေးဇူးတင်ပါတယ်အဖေနဲ့အမေဒီလိုနဲ့ကျွန်မလဲအာရှုံးကိုမခွဲချင်နဲ့နှုတ်ဆက်ပြီးထွက်လာခဲ့ရတဲ့ရေသူထီးမျိုးနွယ်စုဟာငကားမျိုးနွယ်နဲ့ရှေ့ရတဲ့ရာဇဝင်ရှိခဲ့ကြတာပါဟိုးရင်တုန်းကသူတို့ဟာအာနာလို့ဖို့အတွက်အမြဲတမ်းတိုက်ခိုက်ခဲ့ကြတယ်အဲ့ဒီတိုက်ပွဲတွေမှာရေသူထီးတွေကငကားတွေကိုရှုံးနှင်းခဲ့ပြီးအဆုံးမဲ့ပင်လယ်ထဲကိုပြောင်းရွှေ့သွားကငကားတွေနဲ့အဆက်အသွယ်ဖျက်လိုက်ကြတာဒါပေမဲ့ပြီးခဲ့တဲ့ငကားမျိုးနွယ်ခေါင်းဆောင်ကငင်းချမ်းရေးစာချုပ်ကိုအဆုံးမဲ့ပင်လယ်စီကိုယ်တိုင်ယူသွားပြီးနှစ်ဖက်စလုံးငင်းချမ်းရေးရခဲ့ကြတာပါဒီနှစ်မျိုးနွယ်ကတော့သူတို့ရဲ့အာနာလိုပွဲမှာဘယ်တော့မှမပါဝင်ခဲ့ပေမဲ့ငကားတွေနဲ့ရင်းနှီးတာကြောင့်ရေသူထီးတွေကကျမတို့ကိုတိတ်ပြီးကြည့်ဖြူကြတာတော့မဟုတ်ဘူးပင်လယ်ငင်ဘူးလဲဆိုတာသူတို့ရဲ့တန်ဖိုးအကြီးဆုံးရတနာပါအဲ့ဒီဘူးလဲကအဆုံးမဲ့ပင်လယ်ရဲ့ရေမျက်နှာပြင်ကိုထိန်းညှိပေးပြီးရေကြီးတာမိုးခေါင်တာတွေမဖြစ်အောင်ကာကွယ်ပေးထားတာပါကျမပြန်တန်းနေရင်ဘလောက်ပဲပေးဆက်ရပါစေဒီဘူးလဲကိုတော့ရအောင်ယူမယ်လို့တွေးနေမိတယ်ရေသူထီးမျိုးနွယ်စုရဲ့ခေါင်းဆောင်ဟာအပြာရောင်မျက်လုံးရှိတဲ့လူငယ်လေးတစ်ယောက်ပါတကယ်တော့ခေါင်းဆောင်တစ်ယောက်ရဲ့ခန့်ညားထည်ဝါတဲ့ပုံစံမျိုးထက်ချောမောလာပါတဲ့ကောင်လေးတစ်ယောက်နဲ့ပို့တူတယ်ကျမပြောတာကိုကြားပြီးတော့သူကချက်ချင်းကြီးညင်းမလို့ပါဘူးကျမကိုအနားယူဖို့နေရာစီစဉ်ပေးပြီးသူစဉ်းစားဦးမယ်လို့ပြောတယ်သူအချိန်ဆွဲနေတာနောက်မှညင်းမဲ့ပုံပဲလို့ကျမထင်ခဲ့တာဒါပေမဲ့နောက်တနေ့မှပဲသူဟာဘူးလဲကိုယူပြီးရောက်လာတယ်မင်းသမီးမင်းရဲ့စစ်ဆက်ထားသူကဘယ်လိုပဲဖြစ်နေပါစေဒီဘူးလဲကိုငါခုနှစ်ရက်ပဲငါ့မဲ့အချိန်မီပြန်ပေးပါဒါဟာငါတို့နှစ်ယောက်ကြားကတီးတန့်ကိစ္စပဲဖြစ်ပါစေငါမင်းကိုလောက်ခိုင်းမဲ့အချက်၃ချက်ရှိတယ်တခြားသူတွေနဲ့မပတ်သက်စေရဘူးပြီးတော့မင်းရဲ့အသက်ကိုဘေးမဖြစ်စေရဘူးပြီးတော့ရက်ပြေးလို့မှဘူးလဲပြန်လာမပေးရင်ငါချီရှာတောင်နဲ့တစ်ခုလုံးကိုရေလွှမ်းပစ်မယ်သူကဘူးလဲကိုကျမရှိမှကမ်းပေးလိုက်တယ်မင်းသဘောတူရင်သွေးနဲ့ဂတိတစ္ဆာပြုလိုက်ကျမလဲလက်ထိတ်ကိုကိုက်ပြီးဘူးလဲပေါ်ကိုသွေးတစ်ဆက်ချပေးလိုက်တယ်ရှင်ခိုင်းမဲ့အချက်၃ချက်ကဘာတွေလဲလို့မေးတော့သူကမလောပါနဲ့ဘူးလဲပြန်လာပေးတဲ့အခါမှာပြောမယ်တဲ့အဲ့ဒီနောက်ပိုင်းရက်တွေမှာကျမစိတ်ထဲမှာအာရှွန်းကြောင်းပဲရှိတော့တယ်အင်ကိုလည်းအရန်လွှမ်းနေတာကြောင့်ချီရှာတောင်နှန်းကိုမနာတမ်းပြန်လာခဲ့တယ်အာရှွန်းကကျမပြန်လာတာကိုသိပြီးတကယ်ကိုစိတ်လှုပ်ရှားနေပေမဲ့သူအခုဆိုသူ့ရဲ့စွမ်းအင်တွေကိုကိုယ်တိုင်ထိန်းချုပ်နိုင်နေပြီးသူကကျမရဲ့ရင်ခွင်ထဲကိုတိတ်တိတ်လိမ့်ဝင်လာလို့ကျမသူ့ကိုပွေ့ချီပြီးပတ်ချလဲအောင်လှည့်ပေးလိုက်တယ်သူအခွန်ကအရင်ကထပ်ပို့ပြီးတောက်ပနေတဲ့အဖေနဲ့အမေကသူ့ကိုတေးသေးချာချာစောင့်ရှောက်ပေးထားကြတာပဲဒီရက်ပိုင်းတွေကတော့အကောင်ပေါက်မဲ့အချိန်ပါပဲကျမအခန်းထဲမှာစားစရာတွေစေးလုံးတွေအပြည့်အစုံပြင်ဆင်ထားပြီးခြံဝင်းထဲကလူတွေကိုလည်းအကုန်ထွက်ခိုင်းလိုက်တယ်ကျမဂါထာကိုတုံးပြီးပင်လယ်ငင်ဘူးလဲကိုငကားဦးရဲ့အပေါ်မှာလွင့်ပြန်နေအောင်လုပ်လိုက်တယ်ပြီးတော့ရေသူထီးကောင်းဆောင်တင်ပေးထားတဲ့အတိုင်းဘူးလဲရဲ့စွမ်းအားကိုနှိုးလိုက်တယ်နူးညံ့တဲ့အပြာရောင်အလင်းထဲလေးဟာငကားဦးကိုဖြည်းဖြည်းချင်းလွှမ်းခြုံသွားပါတော့တယ်